စာမရပဲစာမေးပွဲကိုအောင်ဖြေနေဒီလိုကြားလိုက်လို့မိတ်ဆွေတို့အံ့ဩသွားကြပြီမလားမအံ့ဩပါနဲ့ဒါကလက်တွေမှာအမှန်တကယ်ကိုအသုံးဝင်မဲ့နီလန်းတွေဖြစ်ပါတယ်ဒီနေရာမှာတစ်ခုပန်ကြားချင်တာကစာမရပဲစာမေးပွဲဖြေတဲ့နေရာမှာစာတစ်လုံးမှမရတာမျိုးမဟုတ်ပဲစာကိုနည်းနည်းလောက်သိယုံနဲ့အောင်မဖို့ရအောင်ဘလို့ဖြေရမလဲဆိုတာကိုနားလည်နိုင်ဖို့ဖြစ်ပါတယ်ဒီလိုပြောလိုက်လို့မိတ်ဆွေတို့အနေနဲ့နားရှုပ်ကောင်းနားရှုပ်သွားနိုင်ပါတယ်တကယ်တော့စာမေးပွဲဆိုတာကစာသေးချာမရပေမဲ့စာမေးပွဲရဲ့သဘောတရားကိုနားလည်ရင်အောင်မဖို့ကြော်လောက်ရအောင်ဖြေဆိုနိုင်ပါတယ်စာလေးရပဲမိကုန်းတွေကိုနားလဲမယ်အမှတ်ပေးစီးမြင့်တွေကိုလည်းကောင်းကောင်းကြည့်သိထားရင်တော့အကောင်းဆုံးပေါ့ဗျာဒီဗီဒီယိုလေးကတော့စာမေးပွဲဖြေရင်စိတ်လှုပ်ရှားပြီးတော့စာမေးတတ်တဲ့သူတွေစာချက်ပြင်းသူတွေအတွက်အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်ဒီတော့အပူစကားတွေအများကြီးမပြောတော့ပဲအစင်းစင်းဖြစ်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုစတင်လိုက်ကြရအောင်ပါနံပါတ်1မိကုန်းကိုမချွေးမချန်သေချာနားလဲအောင်ဖတ်ခြင်းကျောင်းသားတော်တော်များများဟာမိကုန်းကိုအပေါ်ရင်လောက်ဖတ်ပြီးတော့စိတ်ထဲပေါ်တဲ့ဟာကိုချရေးတတ်ကြပါတယ်တဘောလုံးပြီးအောင်ဖြည့်ပြီးမှမေးတာတခြားဖြေတာတခြားတွေဖြစ်ပြီးတော့အမှတ်တွေအကုန်ပလုံသွားကြပါတယ်ဓမ္မဒိဋ္ဌမေကုန်းတွေဖြစ်တဲ့ကွက်လက်တို့ဖြေမှန်ရွေးတို့မေကုန်းတွေဟာဘာကိုမေးတာလဲနားမလဲရင်တော့စာရပေမဲ့အဖြေမှားသွားတတ်ပါတယ်ဒါကြောင့်မေကုန်းမှာဘာမှလဲဆိုတာကိုသေချာသိအောင်လို့အဓိကအချက်ကိုမြင်တာပြီးတော့သေချာစဉ်းစားဖြေဆိုသင့်ပါတယ်ဗျနံပါတ်2မေကုန်းမှာပါတဲ့အပိုင်းတွေကိုအစီအစဉ်အတိုင်းဖြေဆိုခြင်းတချို့သောအမှတ်များတဲ့မေကုန်းတွေဟာစာပြေသူကိုမျက်စိမှောက်သွားအောင်လုပ်တတ်တယ်ဗျယူပါဗေဒမေကုန်းတွေမှာဆိုရင်တော့ပထမပိုင်းမှာ definition ဒုတိယပိုင်းမှာတွက်စာတတိယပိုင်းမှာဆိုရင်တော့မေကုန်းရဲ့အနှစ်ချုပ်ဖြစ်တဲ့ concept တွေကိုမေးလေရှိပါတယ်နံပါတ်3အချိန်ကုန်စေမဲ့မေကုန်းမျိုးကိုရှောင်ပါကိုကအမှတ်တရပြည့်အောင်ဖြေဖို့စိတ်ဆန္ဒမရှိဘူးဆိုရင်တော့အချိန်ကုန်စေမဲ့မေကုန်းတွေကိုရှောင်သင့်ပါတယ်ဥပမာအနေနဲ့ပြောရရင် AC ကားရရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးအကြောင်းကိုမေးတဲ့မေကုန်းဟာ3မှတ်လောက်ပဲပေးတယ်ဆိုပါစို့ဒါဆိုရင်တော့အချက်လက်များတဲ့အဲ့ဒီမေကုန်းကိုအချိန်ကုန်ခံပြီးတော့အပြီးထိမဖြေပါနဲ့စာမေးပွဲမှာအချိန်ကအင်မတန်အရေးကြီးပါတယ်ကောင်းကျိုးလောက်ရေးပြီးတော့2မှတ်ဖို့လောက်ရသွားရင်ပဲအဆင်ပြေပါပြီနံပါတ်4အချက်လက်မှန်တွေကိုကြောင်းကျိုးဆက်ဆက်ဖြေကြားခြင်းတမိုင်းမေကုန်းတွေကိုဖြေတဲ့အခါမှာစာတပုတ်လုံးမရရင်တော့မှသူ့မှာပါတဲ့ခုနှစ်တက်ကြတွေရက်စွဲတွေနဲ့ data အချက်လက်တွေမှန်အောင်ရေးဖို့လိုပါတယ်ဒါကတမိုင်းတွေမဟုတ်ပါဘူးဘယ်မှာသာမဆိုအရေးကြီးတဲ့ data တွေကိုမှန်ကန်စွာဖြေတတ်ဖို့လိုပါတယ် flow chart တွေပုံဆွဲပြီးတော့ဖြေရတဲ့ geometry သင်္ချာတွေမှာဆိုရင် data တွေကအင်မတန်အရေးကြီးပါတယ်နောက်ပြီးတော့ပေးချက်မေးချက်တွေတတိပြချက်တွေကိုလည်းတိကျစွာဖြေဆိုရပါမယ်နံပါတ်5ပေးမှတ်ကိုကြည့်ပြီးတော့ပါးနဲ့စွာဖြေဆိုခြင်းဒီချက်ကတော့ရှင်းပါတယ်ကျွန်တော်တို့ငယ်စဉ်တုန်းကအဖြေ3ခုဖြေရင်3မှတ်ရပါမယ်အတန်းကြီးကိုရောက်လာတဲ့အခါမှာ4 5 6ချက်လောက်ဖြေမှ3မှတ်လောက်ရတဲ့ပုံစံမျိုးတွေနဲ့ကြုံတွေ့ရပါတယ်နှစ်ခုမေးပြီးတော့တစ်ခုသာရွေးဖြေရတဲ့ choice မေးခွန်းတွေမှာဆိုရင်တော့အမှတ်တူတဲ့မေးခွန်းနှစ်ခုကိုပေးထားပါလိမ့်မယ်အဲ့ဒီနှစ်ပုတ်ထဲကကိုယ့်အတွက်ဘယ်ဟာကဖြေလို့ပို့လွယ်ပြီးတော့ပိုတန်မလဲဆိုတဲ့ဟာကိုရွေးပြီးတော့အဖြေဖို့အကြံပေးခြင်းပါတယ်ဒါဆိုရင်တော့စာရီအများကြီးရစရာမလိုပဲစာမေးပွဲကိုအောင်မှတ်ကြော်အောင်အေးဆေးဖြေလို့ရပါပြီဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာဖြစ်ထွန်းနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲပညာပေးဝနှလုံးလာတဲ့ကျောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ